ဘာသာကွဲဖြစ်တော်လဲတရားနာလင်ကုသိုလ်ရပါသလားမြည်သည့်ဘာသာယုံကြည်သည်ပဲဖြစ်စေတရားဓမ္မမှန်ကန်တဲ့စိတ်နေသဘောထားနဲ့ဒီမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့အမှန်သိဖို့ကြိုးစားပြီးကဲ့ရဲ့ရှုတ်ချဖို့ပြစ်တင်ဖို့မဟုတ်ဘဲနဲ့နော်သိလို့တဲ့စိတ်နဲ့နာလို့ရှိရင်ဒါကုသိုလ်ရထညက်ဆိုတာဘသူစားစာချိုမှာပဲတရားဟာလည်းပဲဘသူကျင့်ဒီဘယ်လူမျိုးကျင့်မှတရားအကျိုးပြုမယ်ဘုရားဘာသာကျင့်မှတရားဆွမ်းဆောင်မှုပေးတယ်ဒီလိုမရှိဘူးထညက်ဟာလည်းပဲဘသူစားစာချိုးတယ်လို့ပဲတရားဟာလည်းသဘာဝဖြစ်သည့်အတွက်ကြောင့်လှုပ်တဲ့လူတိုင်းဟာကုသိုလ်ဖြစ်တဲ့တရားကိုနာရင်ကုသိုလ်ဖြစ်မှာပဲပေါ့ဒီနေရာမှာတရားနာတယ်ဆိုတာကောင်းတဲ့တရားလို့ဒီလိုယူဆပြီးတော့ကုသိုလ်ရနိုင်တယ်လို့ဒီလို